စိတ်ဆွမ်းရှိတော့မဟုတ်အင်ဒီကိုချိုင်းဆိုတာပါလေအင်ဒီကိုချိုင်းဆိုတာတခါတည်းမှာတဘာဝလျော်ရိုက်များဒါမှမဟုတ်စွမ်းစားများကိုပိုင်ဆိုင်တယ်လို့ယူဆတာလေကလေးတစ်ယောက်ကိုရည်ညွှန်းခြင်းဖြစ်တယ်ခေတ်သစ်ယုံကြည်ချက်တွေမှာတော့ဒီကိုချိုင်းဆိုတဲ့လေးကြောင်းပေါ်လာတယ်ဖြစ်တယ်ညွှန်ထားတာသူတို့1980ခုနှစ်တည်း1990ခုနှစ်ကြားထဲမှာပြပွားတဲ့ကြာပြင်တာပါ1990ရာနေစားပြီးစားလာတယ်အထူးသဖြင့် Nancy Ann Tap လီကော Jam Top အဲ့လိုမျိုးနောက်ပိုင်းစာရေးဆရာတွေလက်ရတဲ့ဆရာဒီမှာစားလာတယ်တချို့လူစားတွေကတော့ကလေးတွေlevel လက်ပြန်ဒါမှမဟုတ် level လက်ကောက်ဝင်မဲ့ပါဒီကိုချိုင်းကိုတတ်မှတ်ကြတယ်ယူစားကြတယ်ဒီကိုချိုင်းရဲ့အဓိကလက္ခဏာတွေခိုင်မာတဲ့စန္ဒရှိတဲ့မိကိုပြင်းစိတ်ကနေလို့ပြီးတာဒါမှမဟုတ်ဝိညာဉ်ရေးကြဘာဝလောပါနေရှိအာနာပုံတမီတဲ့စနစ်ပေါင်းလေးခန္ဓာရှိအင်ဒီကိုချိုင်းနေပူထွားတဲ့ကလေးတွေကတခြားခုနှစ်တွေပူထွားတဲ့ကလေးတွေညာဒီညာပိုရှိသုံးတစ်ခုဒါမှမဟုတ်တနည်းအားဖြင့်ကြည့်လိုက်တာတစ်ခုလွဲနေတာတစ်ခုဖြစ်တော့မှပြီးကြတော့ Parida theory ညာဆိုရင်ညာက EDD တို့ ADHD တို့ပုံစံတွေရှိတယ်နော်အင်ဒီကိုချိုင်းဘုံမဟုတ်ဘယ်လိုသိနိုင်လဲဆိုတော့အကြောင်းအရာတစ်ခုကိုသိခြင်းလို့စိတ်သူတို့တွေကများနေတတ်တယ်ပြီးကြတော့ပုံမှန်လူတွေနဲ့ကြွယ်ပြားတယ်လို့ခံစားရတယ်ကိစ္စတစ်ခုကိုအလိုလိုသိနေတယ်ပြီးကြရင်စိတ်ပိုင်းဆိုင်ရာထိလွယ်ရှလွယ်ဖြစ်လွယ်တယ်ပြီးတော့ကိုချင်းစာစိတ်အပြည့်ရှိတယ်တမန်ရိုးကြနေစနစ်ဖြစ်တယ်ကြောင်းအလုံးအဲ့လိုကိစ္စတွေမှာခံစားချက်မရှိဘူးညီငွေလွယ်